တိုင်းတို့ဒီနေ့မှာတော့တက်တော့ပေါ်မှာနာမည်ကြီးနေတဲ့အမီကောင်ခိုးတဲ့ဂိမ်းတော့ဆော့မှာဒါဒီဂိမ်းဟာပဲကူလက်ရှိတက်တော့ပေါ်မှာတော်တော်လေး Trump ဖြစ်နေတဲ့ဂိမ်းလို့ပြောလို့ရတယ်ဗောနော်တိုင်းတို့ဒီဂိမ်းကဆော့ကြည့်မှဆိုရင်တော့ဘာမှနားမလည်ဆိုရင်ကျွန်တော်တေချာလေးရှင်းပြပေးမယ်ဒီဂိမ်းဆော့တော့ပါဆိုရင် brother တို့အနေနဲ့လုံးဝခြေတော့လက်တွေပိုင်ညောင်းနေဗျာကျွန်တော်ဆော့တော့အခု level ကျွန်တော် level 7ရပါပြီတစ်စင်းတောက်ပေါ်လည်းမလွယ်ဘူးဗျာ brother တို့စမ်းဆော့ကြည့်ဗျာကျွန်တော်ရှင်းပြပေးမယ်ဘယ်လိုဆော့ရလဲဆိုတော့ဒီမှာဆိုရင်ဗျာ item တွေဘယ်လိုရနိုင်လဲဆိုတော့ဗျာအခုကျွန်တော်တို့မှာပြေးလမ်းပေါ်မှာလာနေတဲ့ကောင်လေးတွေပြစ်ပြီးတော့ item ရနိုင်တယ်ဗျာ item ကလည်းမျိုးစားမတူဘူးဗျာ elite ရှိမယ် normal ရှိမယ် click ရှိမယ် over လေးရှိမယ်67ရှိမယ်နောက်အများကြီးဗျာနော်ဘာလဲမရှိသေးတယ်ဗျာအများကြီးပဲဆိုတာအဲ့လိုဟာရှိမယ်ဗျာရှိမဲ့ဟာမှာကျွန်တော်တို့ level လိုက်နဲ့ဆော့မှာဗျာဥပမာ brother ကမှဆဆဆော့မှာဆိုရင်တော့ brother အနေနဲ့ level 1ဆော့မှာဗျာ level 1ဆော့မှာဆိုရင်ခံကတော့ဦးစီရမှာဗျာဦးစီမှာမှသူက level ဘယ်လောက်ရှိလဲဆိုရှိပါ level 21လား level မတ်တီရရှိတယ်ဗျာဒါ level 1ဆက်ပစ်ကမယ်ဆိုတော့ဗျာအခုကကျွန်တော်ဒီဘက်ကကြတော့အစ်စ်မြင့်တယ်ဆိုတဲ့ဘက်ကိုပြစ်တာဗျာဒါကကျွန်တော်လူကဆူတာအကောင်လေးပါဗျာနည်းနည်းမြင့်တဲ့ကောင်လေးဆိုတော့ပေါ်မှာခင်းအောင်လေးနဲ့ဗျာနာမည်လေးနဲ့နူးတယ်ဆိုတာဗျာအဲ့ဒါကကျွန်တော်နည်းနည်း level မြင့်နေဗျာအဲ့ထက်မြင့်တာကြီးလည်းရှိတယ်အများကြီးပဲအဲ့မှာကျွန်တော်ပါဆို AK ရှိမယ်မာဘာရှိမယ် shotgun ရှိမယ်အမ်ဘူးရှိမယ်ကျွန်တော်ကလက်ရှိအမ်ဘူးရောက်နေပြီအမ်ဘူးရှိနေဆိုတော့ဗျာနည်းနည်း damage ကနည်းနည်းများနေပြီဗျာအဲ့တော့ဒီ glitter တွေဆိုတော့ easy ဖြစ်သွားပြီဗျာကျွန်တော်တို့ကလည်းပတ်စံလည်းပူရတယ်ဗျာအဲ့လိုအပန်းအောင်လေးတွေပါလည်းပြစ်လို့အဆင်ပြေတယ်ဗျာဘာတော့ဝင်ဆက်ဆက်မယ်ဆိုဦးစီနဲ့ကြတော့ဗျာဟိုဘက်အဆင်းရောင်ဟာလေးအရင်ပြတ်ပါရမှာဗျာတလားဘာကြီးတို့အနီရောင်လေးပေါ်လာပြီဆိုရင်အဲ့လိုအနီရောင်လေးပေါ်လာကျွန်တော်စကန်နဲ့တကောင်ခိုးနေဗျာကျွန်တော်အကောင်မနေဗျာထဲရမလဲတော့ OB တို့စီကလာမလို့ရမလဲ OB တို့ကအမိကောင်ခိုးတော့ကောင်ဟိုကငါအကောင်ခိုးပြီးတာတကောင်နောက်မှလည်းတကောင်ခိုးနေပြီနောက်ကောင်မင်းတို့ကွာတော်တော်ဆိုးဒါတကောင်ပြစ်လိုက်ရင်မရတော့ဘူးနှစ်ကောင်လာခိုးတော့ဘယ်ရမလဲ OB တို့လေးမင်းအမိကောင်ဆိုးတော့ကောင် OB တို့ကအမိကောင်ဆိုးတော့ကောင်မင်းငါစီကလာခိုးလို့ရမင်းကျွန်တော်မောက်ကောင်လည်းဖြတ်သွားမှာပေါ့ညီလေးတို့ကအဲ့ဒီတပြားစီရလည်းခိုးလို့ရတယ်အိုက်တမ်ဝယ်လေးရတယ်ဒါအမြန်ပြေးတဲ့ဖက်နဲ့ဗျာပန်နေတဲ့ဝယ်လေးရတယ်စုံမြတ်ဒါအဲ့ဖက်နဲ့တော့အမြန်ပြေးလို့ရနောက်အဲ့စကန်ကလည်းတောက်ခတ်ထားလို့ရတော့မိနစ်နဲ့ဗျာအဲ့နေရာလေးကိုလေးလိုက်ရင်တကန်တောက်ခတ်ပါကျွန်တော်ခန့်နေဘူးမဝင်မရတော့ဒါပေမဲ့အနမရလည်းဖွင့်လို့ရတယ်ဗျာဒီမှာကျွန်တော်အမိကောင်တောက်ခိုးမယ်လားဒီမှာအမိကောင်ခိုးလို့ရတယ်ဗျာကျွန်တော်ကအချိန်စောက်ဟိုဘက်မှာအချိန်လေးပေါ်သလားဗျာသားတို့အဲ့အချိန်မှာ23စက္ကန့်ကျန်တယ်ဗျာအဲ့23စက္ကန့်ဘာကိုပြောရလဲဆိုတော့ဗျာဒီသူပိတ်ထားတဲ့ဟာ23စက္ကန့်နေပွင့်တော့မှာဗျာဒါမှကြိုဖွင့်ညင်နေရတယ်ဗျာအဲ့ဒါကျွန်တော်နောက်မှရှင်းရမယ်ဗျာအဲ့လိုပဲစောက်ပြီးတော့ဗျာသူများလုံးဝ over လေးဆိုလုံးဝ item အကောင်းကြီးတို့စောက်ပြီးတော့ယူတာဗျာ item စောက်ယူပြီးကိုယ်စကန်တော့မပြီးပြေးတာပဲတဲ့မလား OB တို့ကွက်လို့အမိကောင်ခိုးတဲ့တိုင်းစတိုင်တိုင်းခိုးတာအဲ့လိုခိုးရလို့ရတယ်သူလက်ခိုးကိုလက်ခိုးမကျွန်တော်ခိုးကြည့်နေအမှ67ဒီအဲ့ရလုံးချေး brother ဒီ67ဆိုလုံးဝချေး brother ဆိုလုံးဝကွက်ကြီးဟာကျွန်တော်မှနေရာပြည့်နေဗျာနေရာပြည့်နေတော့မဖြစ်မနေသွားရောက်မှရမှာဒီမှာတကောင်သွားရောက်မှာဗျာရောင်းပြီးတော့အခုန67ဆိုတော့ကောင်ရောမပြီးခိုးထဲလာမှကြည့်နေ OB တို့မိကောင်ခိုးတာမခိုးလာပြီ67အကောင်ကြီးမအကောင်ကြီးလက်တော့ share 67လမ်းကြိုင်မှာသူများပိတ်သွားတယ်ဘာသာတို့ဗျာဒီမရတော့ကျွန်တော်ကခိုးတာမရတော့ဒါပေမဲ့နောက်တစ်ခါတစ်ခုကရပါတယ်အဲ့လိုပဲကြောင်ပိတ်မိသွားပြီနောက်ပြီးတော့ဗျာသူများပန်နေရတယ်ရှိရဗျာအဲ့လိုပန်နေရမူးသွားတယ်ဗျာရှိရဗျာအဲ့လိုကြာရင်ကျွန်တော်အပေါ်မှာတက်လာမရအိမ်ပြန်မြည်သွားရှိရဗျာတကားလေးနဲ့အဲ့လေးနှိပ်လိုက်ရင်ကျွန်တော်အိမ်ပြန်ရောက်ပါတိုက်ဗီဒီယိုအားချီသွားမှာဆိုတော့အခု3မိနစ်ဖြစ်နေပြီဗျာကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးရှင်းပြမယ်ဗျာဒါအခုကျွန်တော်ပြောပြတာလေးလောဆယ်မှတ်ထားလိုက်ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးသင်ပေးမယ်ဗျာဘူးကတော့နှစ်ခုရှိတယ်ဗျာဒါကျွန်တော်ဆော့တာဂန်နဲ့ပြက်ကြတဲ့မှုဗျာနောက်တစ်ခုကကြတော့ဗျာပြန်ခိုးရတဲ့မှုဗျာခိုးရတဲ့မှုနဲ့အဲ့လိုရူလာဘူးမှာရူလာလေးပေါ်မှာလာတဲ့ဟာကိုဗျာအိုက်တန်နဲ့ဝယ်ရတဲ့ဟာလေးဗျာဒါကြတော့ဂန်နဲ့ပြက်ကြတာမတူဘူးနှစ်ခုကတော့ပုံစံနဲ့နည်းနည်းကွဲတယ်โอเคတိုက်တော့အဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်